အောက်ရဟာခန္ဓာကိုယ်ကိုကင်တွယ်ပြီးတိုင်းအဝတ်စားတွေကိုကတ်ကြီးနဲ့ဖြက်ကွယ်လွန်သူအားအဝတ်ပလာဖြင့်ထားခဲ့သည်ဒီနေ့မှာတော့အနာလို့အမည်ပေးထားတဲ့အလှကိုတင်ဆက်ပေးလိုက်ပါတယ်သူမရဲ့ဝတ်စားဆင်ရင်မှုကြိုးတွေကိုဖြတ်ဖို့မစောင့်နိုင်ပေမဲ့အန်နာကရုတ်တရက်မျက်လုံးဖွင့်လိုက်ပါတယ်ငါပဲမှလဲသူမမေးတယ်ထူးဆန်းဒီမှာအောက်ရသည်လုံးဝငြိမ်သက်နေသည်ဒါကိုသူအရင်ကအကြိမ်တစ်ထောင်မြင်ဘူးသလိုပဲသူမဒီအတူအိမ်မရှိနေကြောင်းအန်နာကိုပြောပြသည်ကားတိုင်းမှုမှာတေဆုံးသွားတယ်လို့သူကပြောပါတယ်အန်နာမျက်လုံးများပြည့်ကျသွားသည်မိုးရေထဲမှာကားမောင်းတာမှတ်မိတယ်မတော်တဆမှုကိုသူမမှတ်မိသည်ထို့နောက်အရာအလုံးမဲမောင်သွားသည်ဒါပေမဲ့သူတည်သွားရင်သူပဲလို့ပြောနေနိုင်မှာလဲအောက်ရသည်သူမ၏တန်တရားကိုမြင်ပြီးစင်ပေါ်မှတေးကြောင်လက်မှတ်ကိုယူလိုက်သည်လွန်ခဲ့သည့်၈နာရီကရင်တိုင်းမှု၌သူမတေးဆုံးကြောင်းရှင်းရှင်းလင်းလင်းဖော်ပြထားသည်အန်နာကဒါကိုမလှုပ်ဆောင်ခင်မှာအောက်ရကသူမရဲ့ဒဏ်ရာတွေကိုရေမြုပ်နဲ့စပြီးတန်ရှင်းရေးလုပ်တယ်အန်နာကသူဘာလုပ်နေလဲဆိုတာနားမလည်ဘူးအောက်ရသည်စိတ်ချက်သူဖြစ်သည်သူ့အလုပ်ကတေးလွန်သူတွေကိုပြည့်စုံအောင်လုပ်ဖို့ပဲဒီနေရာမှာအန်နာသည်သူမတေးပြီးဟုယုံရည်ညှင်းဆန်စေဖြစ်သည်သူမလှုပ်ဝက်ထားမယ်လို့အတိပြုပြီးသူမကိုလွှတ်လိုက်ဖို့အောက်ရကိုတောင်းဆိုခဲ့ပါတယ်အောက်ရကသူမကိုလစ်လျူရှုပြီးကြောက်စရာကောင်းတဲ့တစ်ခုခုကိုပြောလိုက်ပါတယ်မင်းကကိုယုံရမယ်မင်းကိုကူညီဖို့ငါဒီမှာရှိတယ်အန်နာကကြောက်တယ်ရေးချင်ပေမဲ့သူ့ခန္ဓာကိုယ်ကလုံးဝကိုအစွမ်းမဲ့နေတယ်အောက်ရသည်သူမ၏ဦးခေါင်းကိုချုပ်ရန်အနှစ်ချင်းချင်းကိုအသုံးပြု၍သာကြည့်ရှုနိုင်သည်ထူးဆန်းတာကအန်နာဟာနာကျင်မှုကိုလုံးဝမခံစားရပါဘူးအောက်ရသည်သူ့နာရီကိုကြည့်ကအဝါရောင်ရေးပါသည့်ပြုတ်တစ်ချောင်းကိုထုတ်ယူလိုက်သည်သူကအန်နာရဲ့ခန္ဓာကိုယ်ထဲကိုထိုးသွင်းတယ်အောက်ရသည်မူးဝေပြီးမူးလဲလာသည်သူပြန်နိုးလာတဲ့အခါညကရောက်နေပြီသူ့ကိုယ်သူသွေးခုန်လုံးကိုစစ်ဆေးပေမဲ့ဘာမှမခံစားရဘူးထိတ်လန့်တကြားနဲ့သူမလက်ကိုကတင်ပေါင်နဲ့ထိလိုက်တယ်ပြင်းထန်သောထိုးနှက်ချက်ကြောင့်ပင်သူမသည်နာကျင်မှုကိုလုံးဝမခံစားရပေသူမတကယ်တည်ပြီလားသူမထွက်ပြေးရန်စူးစမ်းတော်လဲတကားကိုတော့ခတ်ထားသည်ထိုအချိန်တွင်သူမ၏ချစ်သူဖော်သည်အတူပအိမ်သို့ရောက်ရှိလာသည်အန်နာကိုနောက်ဆုံးအချိန်တွေ့ချင်ပေမဲ့အောက်ရကသူ့မိသားစုမဟုတ်ကြောင်းပြောပြီးကန်ထုတ်ခဲ့ပါတယ်ပေါ်လူဘလောက်ပဲတောင်းနေပါစေအောက်ရကမတုံလို့ပါဘူးအန်နာသည်ဖောက်၏အတန်ကိုကြားပြီးအော်ဟစ်လိုက်တော်လဲအခန်းထဲတွင်အတန်လုံထားသည်ပေါ်လူဘာမှမကြားရအန်နာအထိတ်တလန့်နဲ့ဖုန်းခေါ်ဖို့စူးစမ်းပေမဲ့ဖုန်းလိုင်းကပြတ်တောက်သွားပါတယ်အခွင့်အရေးပျောက်ကွယ်သွားသည်သူမစိတ်ပြက်စရာတွေကိုရှင်းဖို့အခန်းကိုအမှိုက်ပစ်တယ်အောက်ရတကားကိုဖွင့်လိုက်တော့အခါနေရာသည်လုံးဝရှုပ်ပွားနေသည်အန်နာကသူ့ကိုလွှတ်ပေးဖို့တောင်းဆိုပေမဲ့အောက်ရကတော့လက်မလျှော့ပါဘူးနောက်ပိုင်းတွင်အန်နာ၏မိခင်သည်ဇာပနအခမ်းအနားသို့တွားရောက်လည်ပတ်ခဲ့သည်သူ့သမီးကိုအရန်လွန်းလို့နောက်ဆုံးတစ်ခေါက်တွေ့ဖို့လိုတယ်အောက်ရသည်အဖြူရောင်စာရွက်ကိုဖြင်းချင်းစွာဆွဲယူလိုက်သည်အန်နာကိုမြင်တော့သူ့အမေကမျက်ရည်တွေဝဲလာတယ်ခဏတာနှုတ်ဆက်ပြီးနောက်သူမလှည့်ထွက်သွားသည်အောက်ရသည်အန်နာနိုးလာပြီးသူမကိုနောက်တစ်ချိန်ဖုန်းအုပ်ရန်အလင်းစလိုဖြစ်လာမည်ကိုအောက်ရကစိုးရိမ်နေပုံရသည်ရုတ်တရက်မေလှည့်ကြည့်သည်အန်နာသည်အနက်ရောင်ဆန်ရှင်ဖြစ်သည်ဟုအောက်ရအားပြောပြပြီးသူမ၏သပင်ကိုငကိုအတိုင်းဆေးဆိုးရန်တောင်းဆိုသည်အယောင်အောက်ရသည်ချက်ချင်းသဘောတူပြီးသူမထွက်သွားသည်နှင့်တက်ပြင်းတစ်ချက်ချလိုက်သည်ဒါပေမဲ့တွေးဆောင်မှုတစ်ခုလုံးမှာအန်နာဟာအရာအလုံးကိုခံစားခဲ့ရပါတယ်အောက်ရသည်သူမထံမှတစုံတစ်ခုကိုဖုံးကွယ်နေသည်ဟုသူမထင်သည်အင်းငရဲမှလွတ်မြောက်ရန်သူမသည်ခွဲစိတ်လက်အိတ်တစုံကိုရှာဖွေတွေ့ရှိခဲ့သည်အောက်ရတွင်ကကြေးတစုံရှိပြီးသူမ၏နောက်ကျောတွင်ဝှက်ထားသည်အောက်ရကမကြည့်ဘဲအန်နာကသူ့ကိုစိုက်ကြည့်နေတယ်သို့တော်အောက်ရကသူမကိုအလွယ်တကူရှောင်တိန်သည်သူမပျောက်သွားတယ်အောက်ရသည်သူမစီတို့ဖြင်းချင်းစွာရှောက်လာသည်ကိုမြင်တော့အန်နာသည်ထိန်ချုံမှုမရှိတော့ပေသူကအန်နာရဲ့လက်ကိုစုပ်ကင်လိုက်ပြီးချွန်ထက်တဲ့ဓားသွားတွေကိုသူ့လယ်ပင်ကိုတိုက်ရိုက်ညွှန်လိုက်ပါတယ်အန်နာမှာတက်ရဲတဲ့တတိမရှိဘူးဆိုတာကိုအောက်ရကသိတယ်ထို့ကြောင့်သူမသည်ရဲရင်လုံးတစ်ဖြစ်အောက်ရကအန်နာကိုပြောပြသည်သူမကိုတွေးနိုင်တဲ့တစ်ခုတည်းသောအကြောင်းပြချက်ကသူ့မှာအထူးလက်ဆောင်တစ်ခုရှိလိုပါပဲတေတော့သူအားစကားပြောနိုင်၏အောက်ရကသူပြောတာမှန်းသိကြပါဘူး flashback တစ်ခုအနေဖြင့်အချို့သောအချက်လက်များသည် broken နှင့် brain တို့ဖြစ်ကြောင်းကျွန်ုပ်တို့ရှာဖွေတွေ့ရှိခဲ့သည်Facebook နဲ့ catchet ဆိုတာကိုမသိရပါဘူးမာတာကစက်ဖက်သည်ငါမြင်တာလို့နဲ့ Baldwin ဦးရင်းမှာလုပ်ဝေးလေးလို့ပြောဘူးအောက်ရသည်လက်စီဆိုင်တွင်ရှိပြီးတော့များမရှိတော့သည်ကိုမသိရှိပါဒါပေမဲ့သူသွားပေးတဲ့အခါပျောက်သွားတာကိုသတိထားမိတယ်ဆိုးရတဲ့ခံစားချက်တွေခံစားရပြီးအိမ်ပြန်ခဲ့တယ်ထိုအချိန်တွင်နန္ဒာသည်တကားကိုတော့ဖွင့်ရန်စီမံခဲ့တော်လဲပိမတ်တကားကိုတော့ခတ်ထားသည်ကိုတွေ့ရှိခဲ့သည်သူမသာဒီနောက်ဆုံးတကားကိုဖွင့်နိုင်ရင်သူမလွတ်သွားလိမ့်မယ်နောက်ဆုံးတွင်သူမသည်အောက်ရကိုတိုင်းမိစေရန်သာတကားကိုဖွင့်လိုက်သည်အန်နာထိတ်လန့်ပြီးပုံဖို့အခန်းထဲသို့ပြေးသွားသည်သူမသည်အသက်ရှင်နေသေးကြောင်းကိုပြောပြလိုသောပေါ်လူ၏နံပါတ်ကိုအမြန်ခေါ်ဆိုလိုက်သည်သို့သောအချက်ပြမှုမှာကြောက်မက်ဖွယ်ကောင်းပြီးပေါ်ကရင်းသည်တယ်လီမာကတ်တင်းသမားဟုချက်ချင်းပင်ဖုံးချသွားသည်ဟုထင်သည်အန်နာမတုံ့ပြန်ခင်မှာအောက်ရကသူ့နောက်မှာပေါ်လာတယ်နာကျင်မှုကိုပိုဆိုးစေသောကြောင့်အိမ်မက်ကိုရက်တန့်ရန်သူမအားပြောလိုက်သည်အန်နာကအော်တယ်ပြီးတော့ငါတကယ်တည်သွားပြီဆိုတာကိုသက်သေပြတယ်အောက်ရသည်အနက်ရောင်အတုံးများလက်စကိုမှန်ပေါ်မှဆွဲချွတ်လိုက်ပြီးအန်နာကိုသူ့ကိုယ်သူတေချာကြည့်ရန်ပြောလိုက်သည်အန်နာနားကိုလှမ်းကြည့်လိုက်တော့သူ့မျက်နှာကသွေးတစ်စက်မှမရှိဘဲဖြူဖြော့သွားသည်သူမသည်ပကတိလူသေးကောင်နှင့်တူသည်ဟုသူမမယုံနိုင်ပေသူမလဲကျသွားသည်
အဲလျာစကားကိုယုံကြည်စပြုလာသဖြင့်စိတ်ပြက်လက်ပြက်ဖြစ်ခဲ့ရသည်သူမတကယ်တည်သွားနိုင်တယ်အဲလျာသည်ပွဲချင်းပါတော့မီဖြစ်တော်လဲအရာအလုံးကိုတက်တေခံနေသည့်ဂျက်ခုခေါ်သောကောင်လေးကိုသူတွေးလိုက်ရသည်အန်နာသည်သူ့ကျောင်းဆရာမဖြစ်သောကြောင့်ဂျက်အန်နာကိုချက်ချင်းမှတ်မိသည်ဒါပေမဲ့အဲလျာကတော့စိတ်မပူပါဘူးကလေးတယောက်ကိုဘယ်သူမှယုံမှာမဟုတ်ဘူးလို့သူထင်တယ်ထိုခိုက်တန့်တွင်အန်နာသည်အသက်ရှူကျက်လာသည်အဲလျာကထိတ်လန့်သွားပြီးဖန်ခွက်ထဲကအသက်ရှူတံတွေကိုအမြန်တုပ်လိုက်တယ်ထိုအချိန်မှစ၍အမှန်တကယ်အသက်ရှင်နေသောအန်နာသည်သူမသည်တဦးဖြစ်ကြောင်းလက်ခံခဲ့သည်အလောင်းဒါပေမဲ့ဖန်ခွက်ပေါ်ကမြူကိုတွေကတက်တေပြနေတယ်အန်နာကတရားအသက်ရှင်နေသေးတာသူမသိပါဘူးနောက်တစ်နေ့တွင်ဝင်းစစ်အမည်ရှိရဲရာရှိတဦးသည်အတုပအိမ်တွင်ရက်သည်ဒါပေမဲ့သူကအန်နာအတွက်မဟုတ်ဘူးသူ့အကိုကိုသွားလည်ဖို့ရှိတယ်အဲလျက်နှင့်စကားစမြည်ပြောနေစဉ်အန်နာဦးကောင်းသည်ရုတ်တရက်တုန်လှုပ်သွားသည်ရဲတယောက်အနေနဲ့ဝင်းစစ်ဟာတခုခုမှားနေတာကိုသတိထားမိတယ်သို့တော့အောက်ရက်ကိုတန်တရားမဖြစ်စေရန်သူ့အကိုနှင့်တကိုယ်တည်း2 မိနစ်လောက်တောင်းဆိုသည်အောက်ရက်ကဘာမှမပြောဘဲလှည့်ပြီးအခန်းထဲကထွက်လာတယ်အောက်ရက်မရှိတော့တာနဲ့ဝင်းစင်ဟာအန်နာရဲ့ဘေးကိုပြေးသွားပြီးအဖြူရောင်စာရွက်ကိုဖြင်းချင်းစွာလွှင့်ပစ်လိုက်တယ်နှလုံးခုန်လုံးကိုစစ်ဆေးပါရုတ်တရက်အောက်ရက်ပြန်ဝင်လာပြီးဝင်းစင်တဝက်ကိုတေအောင်တက်ပစ်လိုက်တယ်ဝင်းစင်သည်သူ့ကိုယ်သူရှင်းပြရပုံကိုမသိတော့ကြောင့်အုတ်ထုပ်ကိုလှမ်းဆွဲကာထွက်ပြေးခဲ့သည်အရာအလုံးသည်အောက်ရက်ကိုဒေါသထွက်စေတော့လဲသူလက်စားချေခြင်းကိုအတိအကျမရနိုင်ပါသူလုံးနိုင်သမျှကတော့ဝင်းစင်ရဲ့တေဆုံးသွားတဲ့အကိုကိုကြောက်စရာကောင်းတဲ့အသွင်ပြင်ကိုပေးလိုက်ပါထိုအချိန်တွင်ပေါလုသည်အန်နာပစ္စည်းများကိုထုတ်ပိုးရန်ကျောင်းသို့သွားခဲ့သည်ဂျက်ကသူ့ကိုမြင်လိုက်ရသည်သူ့လမ်းဘေးမှာရက်ဖို့ပြေးတယ်မင်းညကအတူပအိမ်မှာရန်တော်ကိုတွေ့ပြီးအရှိကြီးဝတ်ထားတယ်လို့သူကပြောပါတယ်အနီရောင်ဝတ်စုံသို့တော်ပေါလုသည်ထိုစကားတခွန်းကိုမယုံဟောက်သည်မကြသေးမီကအန်နှင့်ပတ်သက်၍အဆက်မပြတ်အိမ်မက်မက်နေပြီးယမန်နေ့ကဖုန်းခေါ်ဆိုခဲ့သည်အတန်သည်သူမနှင့်တူသည်သူထင်မြင်အောင်ထင်မှားဖြစ်နေသည်ဒါပေမဲ့သူတေးသေးချာချာစဉ်းစားတယ်မတော်တဆမှုဖြစ်တဲ့နေ့မှာအန်နာဟာအနီရောင်ဝတ်စုံကိုသူညဆင်ထားခဲ့ပါတယ်အန်နာကအနီရောင်ဝတ်စုံကိုမှန်တယ်ဝတ်ထားလို့ဖြစ်နိုင်ပါလားသူသည်အတူပအိမ်သို့ချက်ချင်းပြေးသွားပြီးသူမကိုတွေ့လို့စိတ်ပြင်းပြသည်အဲလျာသည်အရာများမှားယွင်းသွားမည်ကိုစိုးရိမ်သောကြောင့်ကက်ကြီးတစ်ချောင်းကိုကင်ကာနောက်သို့လိုက်သွားခဲ့သည်ပေါလုသည်အနီးကပ်ဟောက်သည်အန်နာနာမည်ကိုယူသွတ်စွာအော်လိုက်သည်ဒါပေမဲ့အန်နာကသူ့ကိုကြားပြီးသူ့ကိုတွေ့ဖို့ထွက်မလာဘူးမင်းညကဖြစ်ပျက်ခဲ့သမျှတွေပြီးမှသူမဟာအလောင်းမဲလို့ယုံကြည်နေတာကြောင့်ပါအဲရဲမှလွဲ၍သူမအတန်ကိုဘယ်သူမှမကြားနိုင်တော့ဟုသူမထင်သည်အန်နာသည်တခါမျှမပေါ်သေးသောကြောင့်ဖော်သည်သူမအတွက်အလွန်စိုးရိမ်နေပါသည်ရဲစခန်းကိုအကူအညီတောင်းပေမဲ့သူ့တငယ်ချင်းကရဲရာရှိကိုအကူအညီတောင်းတယ်ပူဆွေးခြင်းနှင့်ရိုင်းပြသောဆွဲလန်းခြင်းတို့ဖြင့်ရိုးရှင်းစွာစားသုံးခြင်းခံရသည့်တငယ်ချင်းကအန်နာရဲ့တေဆုံးမှုကိုဆွဲထုတ်လိုက်ပါတယ်လက်မှတ်တို့သောပေါလုသည်ရင်းတွင်အနီရောင်လံများစွာကိုရေးထားသည်စေးစစ်သူသည်အလောင်းကိုပင်မမြင်ဘူးပေသူအန်နာဟာဆေးထိုးပြီးတေးပြီလို့မှားယွင်းစွာကြေညာခဲ့တာဖြစ်နိုင်တဲ့အနီးနားကအရာရှိတစ်ယောက်ဒါကိုကြားပြီးနှလုံးကိုခိတရက်တန့်စေနိုင်တဲ့ဆေးကိုသတိရပါတငယ်ချင်းလိုပါပဲဝင်းစစ်အခြားရဲတစ်ယောက်ကတန်တရားဝင်လာတော့သူဒီမနဲ့ရောက်နေပြီလို့ပြောလိုက်တယ်အန်နာကတကယ်တေးသွားပြီဆိုတာသိချပါတယ်ပေါလုသည်နောက်ဆုံးတွင်မျောလင်းချက်အားလုံးဆုံးရှုံးသွားသည်ဇာပါနာနေမှာအဲလျာသည်အန်နာကိုပြည့်စုံအောင်သူညံ့ဆင်ထားသည်သူမမှာနောက်ဆုံးဆန္ဒတစ်ခုရှိမရှိအန်နာကိုမေးပြီးအန်နာကကြည့်ကျင်သည်ကဘာမှာနောက်ဆုံးအကြိမ်ထားပေမဲ့အဲလျာကသူမကိုတကားစီခေါ်လာတဲ့အခါအန်နာကခြေလမ်းမလန်းဖို့အရန်ကြောက်သွားတယ်အပြင်းမှာအဲလျာကသူမကိုပြောသည်မှာဒါဟာလူတဘာဝပဲမသေးခင်တေရမှာကိုကြောက်တယ်တေးပြီးရင်အသက်ကိုကြောက်တယ်ထို့နောက်အော်ရသည်သူမအားထပ်မံထိုးသွင်းရန်ပြင်ဆင်သည်ဒါပေမဲ့အန်နာကသူ့ကိုယ်သူမြင်ကျင်နေတယ်တင်ချိုချင်းမပြုမီနောက်ဆုံးတစ်ကြိမ်အော်ရကသူ့ကိုမှန်တစ်ချက်ပေးလိုက်တယ်သူမရဲ့ရောင်ပြန်ဟပ်မှုကိုကြည့်လိုက်တော့အန်နာကလွတ်ထွက်သွားတယ်တွေးမနေပဲအသက်ရှုကမှန်မျက်နှာပြင်ပေါ်မှမြူကိုကိုမြင်သည်သူမသည်သူမဖြစ်ကြောင်းကိုနောက်ဆုံးတွင်သဘောပေါက်သွားသည်တကယ်တော့မသေးပါဘူးဒါပေမဲ့အရန်နောက်ကျနေပြီးအောက်ရသည်သူမ၏ရုန်းကန်မှုများကိုလစ်လျူရှုပြီးဆေးကိုစုပ်သည်သူခန္ဓာကိုယ်ထဲကိုပြန်ဝင်သွားတယ်အနာချက်ချင်းထွက်သွားသည်အောက်ရကသူမကိုဓာတ်ပုံရိုက်ပြီးပြီးတက်တယ်ဝန်ဆောင်မှုစီသို့ထွက်လာခဲ့သည်ပေါလုသည်ဇာပနာသို့ရောက်ရှိလာသည်အန်နာ၏လက်ချောင်းပေါ်သို့လက်စွပ်တကွင်းကိုလှိဖြတ်လိုက်သည်အန်နာ၏ပဇက်သည်ရုတ်တရက်တုန်နေသည်အောက်ရသည်အလွန်စိတ်လှုပ်ရှားသွားတော်လဲကံမကောင်းစွာဖြင့်ပေါ်သတိမထားမိပေအရာတစ်ခုနောက်ဆုံးတွင်အောက်ရသည်တက်ပြင်းချကခေါင်းတလားကိုအမြန်ပိတ်လိုက်သည်နောက်တော့လို့ရဲ့နောက်ဖေးကန်းကိုသွားပြီးအန်နာရဲ့ဓာတ်ပုံကိုနယံမှာချိတ်လိုက်ပါဘသူမဆိုအံ့ဩဖို့ကောင်းတာကနယံမှာပြည့်ကျက်နေတယ်တူညီသောဓာတ်ပုံများနှင့်အတူဤသားကောင်များအနက်မှတဦးစီသည်အောက်ရ၏လှုပ်ဆောင်နေသည်ဟုဆိုလိုသည်ဘာကအန်နာနိုးလာသောအခါတွင်သူမသည်မြေအောက်တွင်နစ်မြုပ်နေပြီဖြစ်သည်သူမလုံးဝကြောက်နေပြီခေါင်းတလားအဖုံးကိုမရက်မနာစောင့်ကန်သည်ဒါပေမဲ့သူမဘလောက်ပဲအော်ဟစ်နေပါစေဘသူမှမကြားရပါဘူးနှင့်ထိုနည်းဖြင့်အန်နာကိုအရှင်လက်လက်မြုပ်နှံထားသည်ဇာပနအပြီးတွင်အသေးကွဲသောပေါလုသည်သူ့ကိုယ်သူတောက်သည်နာကျင်မှုကိုထုံကျင်ခြင်းယုံဖြင့်သတိလစ်သွားသည်ထိုချိန်တွင်အောက်ရသည်သူ့ထံခိုးဝင်လာသည်
နောက်ကွယ်မှလျှို့ဝှက်ချက်တစ်ခုကိုပေါလုပြောပြသည်အန်နာသည်အမှန်တကယ်အသက်ရှင်နေသေးသည်ရှင်ပေါလုကမေးတာဒေါသတကြီးနဲ့အောက်ရကိုပျော့အီးအီးနဲ့အနိုင်ယူခြင်းနဲ့ဒါပေမဲ့အောက်ရကအန်နာကိုမြန်မြန်တက်ဖို့ပြောတယ်အချိန်ကုန်သွားပြီးပေါလုသည်တကားကိုပြေးထွက်ကသူ၏ကားကိုသူ့တန်စီသို့အရှိန်မြင့်လိုက်သည်မိုးဖွဲဖွဲလေးပြိုလဲစားပြုတ်တော်လဲပေါလုသည်အရက်မူးပြီးရေမချိုးရပေအဲ့ဒီအစားသူကဓာတ်ငွေကိုလုံးလုံးလျားလျားလှမ်းပစ်တယ်ရုတ်တရက်တောက်ပတဲ့အဖြူရောင်အလင်းရောင်တောက်ပလာတော့သည်မျက်လုံးကိုပြန်ဖွင့်လိုက်တော့အခါလူနာတင်ရင်သည်တဟုန်ထိုးဖြတ်သွား၏ဘာတစ်ခုမှမှားနေမှန်းသူမသိဘူးတင်ချိုင်းကုန်းကိုရောက်ပြီးရုပ်အလောင်းကိုတူးဖို့အန်နာကိုအညစ်အကြေးထဲမှာဆွဲထုတ်လိုက်သည်သူအသက်ရှင်နေပါသေးတယ်ဒါပေမဲ့သူ့နောက်ကအတန်တစ်ခုကြားလိုက်ရတယ်ပေါလုသည်သူ့ခေါင်းကိုလှည့်ကြည့်လိုက်သည်အဲ့ဒီထဲမှာစက္ကန့်ပိုင်းလောက်ကြာတော့အန်နာဟာသူ့လက်ထဲကပျောက်သွားတယ်ထိုးဖြူရောင်အလင်းနှမ်းများလင်းလက်သွားသောအခါတွင်သူအမှန်တကယ်ပြတ်ကျသွားသည်သူကယခုသူသည်အေးကန်းစပွဲပေါ်တွင်လဲလျောင်းနေသည်သူ့ခန္ဓာကိုယ်ကိုပြင်ဆင်တဲ့လူကအသက်ကြီးတယ်လီးရဒါပေမဲ့ဒီတစ်ခါတော့ကွာခြားချက်ရှိပါတယ်အောက်ရတွင်လက်ထောက်အသစ်ကြရှိသည်အခုအတိအကျအန်နာ၏ကံကြမ္မာသည်ပေါလုကိုစောင့်ကြိုနေတကယ်တော့ပင်